PDF ညီငယ်မင်းဘူးခံမတ်တုံးတိုင်ရင်ယာယီတိုင်မှုညီကျွန်တော်လည်းငယ်ပါလိမ့်မယ်အဲ့ညီကဘာဖြစ်သွားလဲဆိုတော့သူ့ကိုယ်သူတတ်တည်သွားတယ်တတ်တည်သွားရင်စာရေးခဲ့တယ်ယူသားစွာတော်လန်ကြပါနော်စကလုံးလေးကရိုးရိုးလေးပဲယူသားစွာတော်လန်ကြပါတဲ့ပြီးတော့ဘာလို့အောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါအသက်တွေကိုချမနှင်းကြပါနဲ့ဒါပဲသူရေးသွားတဲ့စာနော်ယူသားစွာတော်လန်ကြပါအောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါအသက်တွေကိုချမနှင်းကြပါနဲ့ဗါတဲ့အောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါအသက်တွေကိုချမနှင်းကြပါနဲ့ဆိုပြီးတော့ဒီ PDF ညီငယ်ကရေးသွားတယ်ယူသားစွာတော်လန်ကြပါဆိုပြီးတော့ဒီစကလုံးရဲ့နောက်မှာဒီ PDF ညီငယ်တယောက်ဘယ်လောက်တောင်ခံစားသွားရတယ်ဆိုတာသူဘယ်လောက်စိတ်ထဲမှာတောကတွေများသွားလဲဘယ်လောက်တောင်သူစိတ်ထိကြိုက်ကြေကွဲသွားလဲဘယ်လောက်တောင်သူအခြေအနေမှအောင်နားလည်သွားပြီးတော့ဘယ်လောက်တောင်သူဟိုစိတ်ကိုပိုင်းဖြတ်ပြီးသွားတယ်လဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပါလူတွေကကိုယ့်ကိုယ်တတ်သိဖို့ဆိုတာတုံတော့မလုပ်ပါဘူးတုံတော့အခြေအနေမှမလုပ်ဘူးပို့ဆိုတာသူတို့လက်နက်ကင်ထားတဲ့လူတွေဖြစ်တဲ့အတွက်လက်နက်ရှိတဲ့အတွက်အင်အားရှိတယ်လို့ခံစားရတဲ့အတွက်သူတို့ထမင်းစားဖို့လည်းပူစရာမလိုပြစားဖို့တော့ဘာဘူးတယ်မို့တနက်ရှိတဲ့အတွက်အမိန်ပေးလိုက်ရုံပဲပြီးသွားတယ်ဒါပေမဲ့အဲ့ဒါလိုနေရာမျိုးမှာနေရတဲ့တရမှုတယောက်တောင်မှပဲယာယီတိုင်မှုတယောက်တောင်ကိုယ့်ကိုတတ်တည်သွားတဲ့အထိသူ့ရဲ့ရင်ထဲကခံစားချက်ကဘာလဲဘာတွေဖြစ်ကုန်တာလဲခင်ဗျားတို့ခံမှန်းကြည့်တယ်ပြည်သူလူထုခံမှန်းကြည့်တယ်ဟို PDF တွေကိုအားပေးထောက်ခံနေပါတယ်ဆိုတဲ့လူတွေညီဘိန်းအုပ်စုတွေခင်ဗျားတို့သေချာစဉ်းစားကြည့်တယ်ခင်ဗျားတို့ထောက်ခံနေဆိုတဲ့လူတွေကိုယ့်ကိုယ်ကိုတတ်တည်တဲ့အထိစိတ်တော်ကတွေရောက်နေကြတဲ့အထိဖြစ်နေတာဘာလဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ဖို့သိပြီစဉ်းစားပြီးရင်ဟာငါတို့တော့မှားပြီထင်တယ်ငါတို့တော့လွဲနေပြီထင်တယ်ပြန်တဲ့တယ်လမ်းကြောင်းငါတို့လွဲသွားပြီထင်တယ်ဆိုတာမျိုးမှားပြီလို့မခံယူခြင်းတော့ငါတို့လမ်းကြောင်းတော့လွဲသွားပြီထင်တယ်ငါတို့ပြန်တဲ့လိုက်ရင်ကောင်းမယ်ဆိုပြန်တဲ့ကြရင်မကောင်းဘူးလားကျွန်တော်အဲ့ဒီတိုင်းပဲတိုက်တွန်းပါတယ်အဲ့တော့ဒီညီငယ်ကသူ့ကိုယ်သူတတ်တည်သွားတယ်မသိခင်မှာယူသားစွာတော်လန်ကြပါပြောတယ်ယူသားစွာတော်လန်ကြပါအောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါနဲ့အသက်ကိုချမနှင်းကြပါနဲ့ဆိုတာကအထိပ္ပယ်အများကြီးရှိပါတယ်သူပြောသွားတဲ့စာရဲ့နောက်မှာမြုပ်နေတဲ့ဇလံပေါင်းများစွာရှိလိမ့်မယ်ဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းအခု NUG ဘက်ကဘက်တော်သားတွေကလင်းလင်းချစ်သူတွေအုပ်စုကိုပိုင်အိမ်ဝယ်သွားပြီပန်းဆယ်လိုကိုပိုင်အိမ်ဝယ်သွားပြီကြော်ထွေး NLD ကြော်ထွေးအိမ်ဝယ်သွားပြီ NLD အောင်ကြည်ညွတ်အိမ်ဝယ်သွားပြီနော်ဒေါက်တာဇော်ဝေဆိုးရဲ့မိသားစုလည်းဟိုနိုင်ငံခြားမှာအခြေတကျနဲ့မိသားစုကကျောင်းဆက်တက်နေကြပြီအခြေတကျဖြစ်နေပြီဒေါက်တာဇော်ဝေးမိသားစုလည်းနော်အဲ့တော့ဣသင်္ဇာမောင်ရဲ့နှာခေါင်းလေးလည်းလှအောင်ပြင်ပြီးသွားလို့ဣသင်္ဇာမောင်လည်းမိုးဖိုးတောင်အများကြီးပေးနိုင်နေပြီနော်ဟိုဇင်မာအောင်လည်းအခုဆိုရင်ဂိမ်းသီယိုရီဆိုတဲ့စကားလုံးတော့မပြောတော့ဘဲနဲ့ပျောက်သွားပြီနော်ဟိုရီမွန်လည်းဥယျမွန်လည်းအခုဆိုရင်ဘယ်သွားလို့သွားနေမှမသိဘယ်လိုရောက်နေမှမသိတော့ဘူးနေဖုံးလိုက်လည်းအခုဆိုရင်မှာမဲဆောက်ချင်းမိုင်မှာပတ်လဲရပြီးတော့အိန္ဒိယမီဒီယာရင်းနဲ့အင်တာဗျူးဖြေတာလွှဲဘာမှမလုပ်နိုင်တော့ဘူးမီဒီယာရင်းမှာထိုင်ဖြေနေတာလွှဲဘာမှမလုပ်နိုင်တော့ဘူးနော်ဥလွင်ကိုလက်လည်းအခုဆိုရင်တငယ်အငယ်မလေးအငယ်လေးနဲ့အငယ်လေးနှစ်ပါးသုံးနှစ်ယောက်တော့အောင်နဲ့သူပျော်ပါနေပြီကဲဗမာတို့ခင်ဗျားတို့ PDF ညီငယ်ညီမငယ်တွေဘဝဗမာတို့ဒါအောင်မှအခြေအနေမှန်ကိုမသိကြသေးဘူးဆိုရင်တော့ PDF ညီငယ်ညီမတွေဘဝကတော့မကောင်းတော့ဘူးဗျဒီညီငယ်ဆိုရင်များပြောရရင်တော့ဒီညီငယ်ဆိုရင်များဒီလိုမျိုးရေးသွားရဲဆိုကြတဲ့ကသူ့မှာခံစားချက်တွေအများကြီးရှိလိမ့်မယ်သူ့အပေါ်နော်အပေါ်ပေါ့နော်အဲ့ဒါတွေပေါ့နော်ဆိုတော့အပေါ်တွေမှာဘာတွေဖြစ်ကြလဲလို့မေးတိုင်းခရိုင်တွေစီမံခန့်ခွဲမှုအမှားတွေရှိတယ်ပေါ့ပြောရရင်တော့မဟုတ်တာလုပ်တဲ့သူကိုဖိအားပေးမဲ့စားကောင်းကောင်းမလုပ်နေတဲ့သူတို့မှာလာအနိုင်ကျင့်ဖိအားပေးနှိမ့်ဆက်လုပ်တာတွေဒါတွေကိုသူမခံမဲနိုင်ဖြစ်လာတယ်ပြီးရင်စစ်တပ်ကိုတော်လန်ပါမယ်လို့ပြောရင်းနဲ့စစ်အာဏာရှင်စရိုက်ဆိုးတွေကိုငါတို့ဒီမှာကျင့်သုံးနေပါပြီဆိုတော့တောကတွေသူတို့မှာခံစားရတယ်ဆိုတော့ပြောရင်တော့စကြတဲ့ကဒီအုပ်စုတွေကစစ်တပ်ကိုတော်လန်မှုဆိုပြီးတွားတာကမဟုတ်တာတပြောတစ်ပါးကြီးတော်လန်ရေးပြောဝဲစားထွက်သူတွေထွက်ကြတာလीဆိုတော့အဲ့ဒါကိုအခြေခံနားမလဲပဲပြီးတဲ့ညီငယ်ညီမငယ်တွေကတွားပြီးရင်းနှီးမြှုပ်နှံကြတော့ကိုယ့်ဘဝတွေအသက်တွေကိုရင်းနှီးမြှုပ်နှံလိုက်ကြတာနောက်ဆုံးပြန်မရတဲ့ဆုံးရှုံးမှုတွေနဲ့မိသားစုစီပြန်မလာနိုင်ကြတော့ဒါဒီညီငယ်ဆိုပြန်မလာနိုင်တော့ဘူးမိသားစုစီပြန်မသွားနိုင်တော့ဘူးသူ့ရတယ်ဘယ်လိုရှင်းမလဲတော့မသိဘူးအဲ့တော့ဒီညီငယ်ဆိုရုပ်ရည်ရလည်းတက်တန်လေးပါနော်အဲ့တော့တော်တော်များတချို့တွေဒီကိစ္စနဲ့ပတ်သက်ပြီးမချေမနှက်တော့ဖြစ်ကြတယ်ဒါပေမဲ့အန်ကျိတ်ပြီးခံနေကြရတယ်ပေါ့ရောက်ကုန်တယ်အဲ့တော့မြန်မာတိုင်းကတော့ရှိတဲ့ပြီးတဲ့ညီငယ်ညီမငယ်တွေကိုတိုက်တွန်းချင်တာကထပ်ပြီးတိုက်တွန်းချင်တာကဒီညီငယ်လိုမျိုးရင်ထဲမှာတောကတွေများနေတယ်ခံစားအခက်နေတယ်ဆိုရင်ကိုကိုလုံးကျန်နဲ့တက်ဖြတ်တဲ့အထိမလုပ်ကြပါနဲ့မလုပ်ဖဲနဲ့ဘာလုပ်ရမလဲဆိုတော့အခြေခါကောင်းစောင့်ပြီးတော့တနက်ကိုယူပြီးတော့တက်ဆိုင်ရနေမြန်မာရှိတဲ့တာဝန်ရှိသူစီကိုတွားပူပေါင်းပါလက်နဲ့ချပူပေါင်းပြီးမိသားစုစီပြန်ကျင်နေဆိုပြီးပြောပါပြီးရင်မိသားစုစီကောင်းကိုပြန်နေပါဘဝအစ်စ်နဲ့ပြန်စပါအတိတ်ကလုတ်ခဲ့တဲ့အားလုံးကိုချက်ချခတ်လိုက်ပြီးတော့ဘဝအစ်စ်ပြန်စပါပိုကောင်းတဲ့ဘဝကိုရှောက်လန်းကြပါဒီအတွေ့အကြုံသင်ခန်းစာတွေကနေကိုယ့်ဘဝယူတိုးတက်အတွေ့အကြုံကိုဖန်တီးကြပါအဲဒါကြောင့်မိဘရက်ခံကိုပြန်လာကြပါပြီးတဲ့ညီငယ်ညီမတွေအားလုံးမိဘရက်ထံကိုပြန်လာကြပါမိဘရက်ထံကိုပြန်လာဖို့အတွက်တက်ဆိုင်ရာတာဝန်ရှိတဲ့ဒေသအသီးသီးရဲ့တာဝန်ရှိတဲ့အရာရှိတွေကိုဆက်သွယ်ပြီးတော့မိဘရက်ထံစီကိုပြန်လာကြပါလို့ပဲကျွန်တော်ကတော့ထပ်ခါတိုက်တွန်းပါတယ်ဒီညီငယ်ညီမငယ်တွေရဲ့အသက်ကိုပြီးတော့အသက်နဲ့သူတို့ရဲ့လုံနိုင်စွမ်းလူစွမ်းရင်းမြစ်ကိုလေးစားတမိုးထောက်တာဖြင့်လှမ်းပြီးထပ်ပြီးတော့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်